စိတ်ချမ်းသာရေးကြောင်းပြောကြတဲ့ကျွန်တော်တို့ကြားနေကြဇလန်းတပူရှိတယ်ဟုတ်ဓာတုပေတာမညီမျှတာတို့အာယုံကြော်လိမာယူနေတာတို့မျိုးရိုးဗီဇကြောင်းတို့စသဖြင့်ပေါ့ပြောချင်တာကပြဿနာကလူတယောက်ချင်းစီရဲ့ဥခေါင်းထဲမှာပဲရှိတယ်ဆိုတဲ့အယူအဆပါဒါပေမဲ့အဲ့ဒီအမြင်ကိုခဏလောက်ဘေးဘက်ထားပြီးစဉ်းစားကြည့်အောင်တကယ်လို့များဒီနာကျင်မှုတွေကလူတယောက်တည်းရဲ့ပြဿနာမဟုတ်ပဲကျွန်တော်တို့နေထိုင်နေတဲ့လူအခွဲအစည်းတစ်ခုလုံးရဲ့ယောဂလက္ခဏာတစ်ခုဆိုရင်ကောဘယ်လိုလုပ်မလဲအဲ့ဒီတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အဓိကမေးခွန်းကဒါပါပဲကျွန်တော်တို့ကအမေးရန်လို့ဒီလူမှာဘာဖြစ်နေတာလဲလို့မေးကြတယ်ဒါပေမဲ့အဲ့ဒီမေးခွန်းကိုတစ်ချက်လောက်ပြောင်းပြန်လာကြအောင်ဒီလူကိုဒီလောက်ထိနာကျင်ခံစားရအောင်လုပ်နေတယ်ကျွန်တော်ရဲ့လူအဖွဲ့အစည်းမှာတော့ဘာတွေမားနေတာလဲလို့မေးကြည့်ရင်ကောဟုတ်ပြီဒီအကြောင်းကိုပိုပြီးနားလည်အောင်အပိုင်း၄ပိုင်းခွဲပြီးကြည့်သွားကြမယ်ပထမဆုံးကတော့ဥခေါင်းခွန်တဲ့ကဇလန်းနဲ့ပြီးရင်အချက်လက်တွေစိတ်ပြတ်အားငယ်မှုနဲ့လူအဖွဲ့အစည်းကြောင်းနောက်တစ်ခုကယောဂရှာခွေရင်ကလူမှုရေးထိန်းချုပ်မှုတစ်ခုလားဆိုတော့ကိုမေးခွန်းထုတ်မယ်အဆုံးမှာတော့တကူရေးနာကျင်မှုကိုကြော်လွန်ပြီးဘယ်လိုရှစ်ဆံမလဲဆိုတော့ကြည့်ကြမှာပါကဲပထမဆုံးအပိုင်းကိုဆက်လိုက်ကြအောင်စိတ်ချမ်းသာရေးနဲ့ပတ်သက်လာရင်စိတ်ပညာအမြင်ကတကယ်ကိုတန်ဖို့ရှိပါတယ်အရင်ကတော့အယူသေးတာတွေအမြင့်ဆက်ဆွဲတာတွေကိုဖယ်ရှားပေးနိုင်ကြတယ်လေဒါပေမဲ့အဲ့ဒီအမြင်မှာပဲအခက်အသတ်တွေအားနည်းချက်တွေရှိနေတယ်ဆိုတာကိုလည်းကျွန်တော်တို့ကြည့်ဖို့လိုလာပါတယ်ဆိုတော့ဒီနေရာမှာအဓိကအကွဲပြားနေတဲ့အမြင်နှစ်ခုကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်တစ်ဖက်ကတော့ပြဿနာကလူတစ်ယောက်ရဲ့ဦးနှောက်ထက်ကဓာတုပြေတာမျိုးရိုးပြီးစားကြောင်းဆိုတဲ့အမြင်နောက်တစ်ဖက်ကကျတော့မဟုတ်ဘူးဒါတွေကလူမှုရေးအကျက်အတဲတွေနာရရှည်စိတ်ဖိစီးမှုတွေကိုဘဝကိုမပိုင်တော့သလိုခံစားရတာတွေရဲ့ရက်လက်ယောဂလက္ခဏာတစ်ခုပဲဆိုတဲ့အမြင်ပေါ့ဒီစိတ်ပညာဆိုင်ရာဖုန်ဆန်ဆိုတာကတော့စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုလူတစ်ယောက်ရဲ့ဇီဝပေတာဥနောက်ဓာတုပေတာမှာရှိတဲ့ယောဂတစ်ခုဖြစ်ရှုမြင်တာပါအဲ့ဒီတော့စိတ်ပညာအရာယောဂရှာဖွေဖို့ကုသဖို့လိုတယ်လို့သတ်မှတ်တယ်ဒါကအရင်ကစိတ်ဝေဒနာကိုနှဆိုးပူးတယ်လို့ဘာလို့ရှုမြင်ခဲ့တာတွေကနေဆိုရင်တော့တကယ်ကိုကြီးမားတဲ့ခွန်ပြန်ကြော်လွှမ်းမှုတစ်ခုပါပဲဒါပေမဲ့ဒီအမြင်ရဲ့အကြီးမားဆုံးအားနည်းချက်ကတော့ဒါပါပဲဒုက္ခကိုပုဂ္ဂလိကအပိုင်ဖြစ်စေတဲ့ဆိုလိုတာလားစင်းရဲမွဲတွေမှုအလုတ်ကင်မှတ်မွန်မှုလို့လူအဖွဲ့အစည်းတစ်ခုလုံးရင်ဆိုင်နေရတဲ့ပြဿနာကြီးတွေကိုလူတန်းပေါင်းများစွာရဲ့တီးခြားဖြစ်နေတဲ့စိတ်ချမ်းသာရဲ့ပြဿနာတွေဖြစ်ပြောင်းလဲပြစ်လိုက်တာပါပဲဒီယူဆကိုပိုရှင်းသွားအောင်ဥပမာလေးတစ်ခုနဲ့ပြောပြမယ်ဒါကအစိတ်သိနေတဲ့ရေကိုတောက်လို့နေမကောင်းဖြစ်နေတဲ့လူတွေကိုရေတန့်အောင်လုပ်မပေးပဲတီတော့ချင်းစီကိုစေတလုံးစီလိုက်ပေးနေတာနဲ့အတူတူပါပဲပြဿနာရဲ့အရင်းမြစ်ကိုမဖြေရှင်းပဲယောဂလက္ခဏာကိုပဲလိုက်ကုနေတယ်လို့မျိုးပေါ့ဒီစကားကတကယ်စဉ်းစားစရာပါဟုတ်တယ်စိတ်ချက်ယောဂရှိတဲ့လူတွေရဲ့ဥနောက်ထဲမှာဓာတုပယဆိုင်ရာပြောင်းလဲမှုတွေရှိနိုင်ပါတယ်ဒါပေမဲ့အဲ့ဟာကယောဂရဲ့အကြောင်းရင်းလားဒါမှမဟုတ်နှင်းပေါင်းများစွာနာရရှိစိတ်ဖိစီးမှုတွေအားငယ်မှုတွေဝမ်းနည်းမှုတွေနဲ့နေထိုင်လာခဲ့ရတဲ့အတွက်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တစ်ခုလားဒါဆိုရင်အဓိကမေးခွန်းကရှင်းရှင်းလေးပါပဲကျွန်တော်တို့ကအစိတ်မီးနေတဲ့လူတယောက်ချင်းစီကိုပဲဆေးလိုက်ကုနေတော့မှလားဒါမှမဟုတ်အားလုံးကိုအစိတ်တင့်စေတဲ့ရေရင်ပြည်ကြီးတစ်ခုလုံးကိုတန့်စင်အောင်လုပ်မှလားဒီမေခွန်းကတူချင်းခုထုံးတဲ့လူမှုဖက်စီတစ်ခုလုံးကိုပြုပြင်ပြောင်းလဲခြင်းကြားကကြီးမားတဲ့ကွာခြားချက်ကိုမိပေါင်းခိုးပြနေတာပါဟုတ်ပြီစိတ်ကြမ်းမာရေးကလူမှုရေးအခြေအနေတွေနဲ့ဆက်ဆက်နေတယ်ဆိုတာကတော့ယူတည်ရှိပါပဲဒါပေမဲ့ဒါကိုသက်သေပြလန်တဲ့အချက်အလက်တွေရောတကယ်ရှိတယ်လားကဲဒီအပိုင်းမှာတော့စိတ်ကြမ်းမာရေးနှုံးတားတွေဟာလူမှုရေးနဲ့စီးပွားရေးအခြေအနေတွေပေါ်မှာဘယ်လောက်ထိတိုက်ရိုက်သက်ရောက်မှုရှိတယ်လဲဆိုတာကိုအချက်အလက်တွေနဲ့တကွာလေ့လာကြည့်ကြအောင်ဒီအချက်ကိုထင်ရှားစေတဲ့တကယ်ကိုထိတ်လန့်စရာကောင်းတဲ့ဂိမ်းခဏတစ်ခုရှိပါတယ် BMJ လေ့လာမှုတစ်ခုအရ2008ခုနှစ်ပန်ဒါရဲ့အချက်တဲ PP နောက်ပိုင်းမှာဥရောပနဲ့မြောက်အမေရိကမှာလူပေါင်း1000ကျော်ဟာကိုအဆုံးစီရမှုတွေနဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်ဒါစီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်တွေကလူအသက်ပေါင်းများစွာကိုဘလို့တိုက်ရိုက်တက်ရောက်စီတယ်လဲဆိုလဲညင်းလို့မရတဲ့တက်တီပါပဲဒီမှာဆိုရင်ချိုးချန့်ချွေတာအေးမူအားတွေနဲ့ကိုတက်တဲ့မုံနှုံတွေကြားကတိုက်ရိုက်ဆက်ဆက်မှုကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါရဲ့မူအားတွေတင်းကျပ်လေးလေးလူတွေစိတ်ချမ်းသာရေးပေါ်တက်ရောက်မှုကပိုဆိုးလေးလေးပါပဲဒါဟာလူအခွင့်အရေးဆုံးဖြတ်ချက်တွေနဲ့စိတ်ချမ်းသာရေးရလက်တွေဘယ်လောက်တောင်ဆက်ဆံနေလဲဆိုတာကိုပြနေတာပါနောက်ပြီးတော့လူမှုပေတဲ့ဆိုင်ရာရှေးဆောင်တုတ္တနာတစ်ခုကဘာကိုတွေးရှိခဲ့လဲဆိုတော့ပြင်းထန်တဲ့စိတ်ကြယောဂတစ်ခုဖြစ်လာနိုင်ခြေကိုအကောင်းဆုံးခံမှန်းနိုင်တဲ့အရာကအဲ့ဒီလူရဲ့ကိုယ်ရည်ကိုယ်သွင်းမဟုတ်ပါဘူးတဲ့သူ့ဘဝမှာကြုံတွေ့နေရတဲ့နာတာရှည်စိတ်ဖိစီးမှုတွေရဲ့အရေးအတွက်ပါပဲတဲ့အဲ့ဒီနာတာရှည်စိတ်ဖိစီးမှုတွေကဘာတွေရဲ့စဉ္ညဲမွက်တည်မှုအလုံးမတည်ငြိမ်မှုအကျွေးတွေနေထိုင်စရာမလုံခြုံမှုတွေပါအရေးကြီးဆုံးအချက်ကဒါတွေဟာတဦးချင်းစီရဲ့ကံကြမ္မာဆိုးတွေမဟုတ်ဘူးဆိုတာပါပဲဒါတွေဟာကျွန်တော်တို့လူဖွဲ့စည်းကဖန်တီးထားတဲ့နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုတွေရဲ့တားရရလက်တွေဖြစ်ပါတယ်
ဒီအပိုင်းကိုအားကောင်းတဲ့ဥပမာတစ်ခုနဲ့အဆုံးသတ်ကြရအောင်အပင်တစ်ပင်ညှိုးနှွမ်းနေတယ်ဆိုပါစို့ကျွန်တော်တို့ကညှိုးနေတဲ့အရွက်တွေကိုပဲစိတ်လိုက်ဖြန်းနေမှာလားဒါမှမဟုတ်အပင်ကိုအာဟာရမပေးနိုင်တဲ့အစိတ်သင့်နေတဲ့မြေကြီးကိုပြုတ်ပြင်မှာလားစိတ်ချမ်းသာရင်မှလည်းအဲ့ဒီလိုပါပဲ ကဲအခုမနေ့လေးပို့ပြီးစင်ခေါ်မှုရှိတဲ့အပိုင်းကိုရောက်လာပါတယ်ယောဂရှာဖွေခြင်းဆိုတာကြားနေသိပ္ပံအမိတကူတတ်တတ်မဟုတ်ပဲလူမှုရေးကိုစီမံခန့်ခွဲဖို့ထိန်းချုပ်ဖို့အတွက်ကိရိယာတခုဖြစ်နေနိုင်သလားဆိုတာကိုကြည့်ကြအောင်စဉ်းစားကြည့်ပါစိတ်ချယောဂရဲ့လက္ခဏာတွေဖြစ်တဲ့ပင်ပန်းနွမ်းနေတာဘာမှလှုပ်ချင်ကိုင်းချင်စိတ်မရှိရတွေကတကယ်တော့ယောဂတစ်ခုမဟုတ်ပဲတီးမခံနိုင်လောက်အောင်ဖိနှိပ်တာစနစ်တစ်ခုအပေါ်မှာပြန်ပြီးတုံ့ပြန်လိုက်တဲ့ယွတ်တိရှိရဲ့လုပ်ရတစ်ခုဖြစ်နိုင်ပါတယ်ဒီဖြစ်စဉ်ကို Ian Hackins ဆိုတဲ့တွေ့ခေါ်ပညာရှင်ကရှင်းပြထားပါတယ်ပထမဆုံးစနစ်တစ်ခုကလူတွေစီကနေလိုက်လျောညီထွေဖြစ်မှုကိုတောင်းဆိုတယ်ဥပမာအမြဲတမ်းတက်ကြွနေရမယ်အလုပ်တွေအများကြီးလုပ်နိုင်ရမယ်ပေါ့အဲ့ဒီမှာလူတစ်ယောက်ကအဲ့ဒီတောင်းဆိုချက်တွေကနေထွေဖြေသွားတဲ့အခါတူတဲ့ထွေဖြေမှုကိုယောဂတစ်ခုအဖြစ်သတ်မှတ်လိုက်တော့တာပါပဲဥပမာတစ်ခုပြောရရင်တော့ဆက်ရုံတရုံမှာအလုပ်သမားတစ်ယောက်ကပင်ပန်းလုံးလို့အလုပ်လုပ်တဲ့အချိန်ညော့သွားလေအဲ့ခါမှာသူ့ကိုပင်ပန်းဆဲတဲ့ခေါင်းပုံဖက်တဲ့စနစ်ကိုမဲခွန်းထုတ်မယ်အစားသူ့ရဲ့ပင်ပန်းနွမ်းနယ်မှုကိုပဲသူ့ရဲ့ကိုယ်ပိုင်ယောဂတစ်ခုအဖြစ်တန်ဆိတ်ကက်လိုက်တော့တာပါပဲ ဟုတ်ပြီအခုအထိတော့ကျွန်တော်တို့ဝေဖန်မှုတွေကိုအတိအကထားပြောခဲ့ကြတယ်အခုအပြုတ်သဘောဆောင်ပြီးရှေ့ဆက်ရမယ့်လမ်းကိုမျှော်ကြည့်တယ်ပြောင်းလဲမှုအတွက်မူးပုံတစ်ခုစီကိုဥတည်သွားကြရအောင် ဒီနေရာမှာအထူးအကြဆုံးစကားလုံးကတော့ဖွဲ့စည်းပုံဆိုင်ရာကရုဏာပါပဲဒါကလူတစ်ယောက်ကိုစာနာတာထက်ပိုပါတယ်ဒုက္ခဖြစ်စေတဲ့စီးပွားရေးမလုံခြုံမှုမညီမျှမှုပြိုလဲနေတဲ့လူမှုကားကွယ်ဆောင်ရှောက်ရေးစနစ်တွေလိုအရင်မြစ်တွေကိုပါဖြည့်ရှင်းဖို့ကြိုးစားတာပါ ဆိုတော့ကျွန်တော်တို့ဟာကုစားခြင်းကိုလူတစ်ယောက်တည်းရဲ့တာဝန်အဖြစ်ရှုမြင်နေတာ ਨੇ ဒါဟာအားလုံးအတူတကွမျှဝေထမ်းဆောင်ရမယ့်လူမှုရေးစီမံကိန်းတစ်ခုဖြစ်ပြောင်းလဲရှုမြင်ဖို့လိုအပ်နေပါပြီ ဒါဆိုရင်ကျွန်တော်တို့ရှေ့ဆက်ရမယ့်လမ်းကရှင်းပါတယ်ကုစားခြင်းဆိုတာတယောက်တည်းလို့ရမှာမဟုတ်ဘူးအားလုံးစုပေါင်းလှုပ်ဆောင်ရမယ့်အရာပါတာဝန်ကိုလည်းအတူတကွမျှဝေထမ်းဆောင်ရမယ်လူမှုတရားမျှတမှုဆိုတာကိုစိတ်ကြမ်းမာရေးစောင့်ရှောက်မှုရဲ့အတိတ်ကအစိတ်ပိုင်းတစ်ခုပါပဲအချုပ်ပလိုရရင်တော့လူတယောက်ချင်းစီကိုကုသဖို့လိုသလိုကျွန်တော်နေထိုင်တဲ့ဒီလူအဖွဲ့အစည်းကြီးတစ်ခုလုံးကိုလည်းကုသဖို့လိုအပ်နေတယ်ဆိုတာပါပဲ အဆုံးသတ်အနေနဲ့ဒီမေခွန်းလေးနဲ့ပဲညီကုန်းချုပ်ခြင်းပါတယ်ခံစားနေရတဲ့နာကျင်မှုတွေကတကယ်အစ်စ်အမှားပါပဲဒါကိုဘယ်သူမှမငြင်းပါဘူးဒါပေမဲ့အဲ့နာကျင်မှုကကိုယ့်တယောက်တည်းရဲ့ပြဿနာပဲလားဒါမှမဟုတ်ကျွန်တော်တို့အားလုံးများဝေခံစားနေရတဲ့လူဖွဲ့စည်းတစ်ခုလုံးရဲ့နာကျင်မှုတွေကအပိုင်းစားတစ်ခုများဖြစ်နေမလား